ဒီနေ့တော့ကျွန်တော်တို့ Sambalo Supermarket က T စက်ကနေကျွန်တော်$15ဖို့T ထုတ်ပါမယ်နော်T ဝယ်မလို့စက်ကနေMega Million အားလုံးပေါင်း$15ကျဒါသူတို့လိုချင်တဲ့နံပါတ်တွေကိုသူတို့ကျွန်တော်ခဲချစ်ထားတာနော်ဟိုလောက်ထားတော့အမှသားလောက်ထားတာပြီးကျစက်ထဲကိုထည့်ရစက်ထဲမှာပတ်စံရင်ထည့်ရမယ်โอเคစက်ထဲကို$5$10အဲဒီ$15ပြီးတော့Okay. Nagami anakan. Nagam. Oh, okay. One more. Okay. Okay. $15အကုန်လုံးထွက်လာပါပြီနော်$15ထည့်ပြီးကျွန်တော်Okay. ဒီစလေးနဲ့